နောက်နေ့လှုပ်ချင်သေးလားနောက်နေ့လှုပ်ချင်သေးလားနောက်နေ့လှုပ်ချင်တယ်ဆိုရင်လည်းထောင်ပေးပါအောင်လူကြီးလူငယ်အကုန်လုံးဆိုတော့ဆူတောင်းထားနော်ဖျားကိုဆူတောင်းထားနော်နောက်နေ့ကျရင်ဒီထက်ခန်းခန်းနာနာနော်လက်ဆောင်တွေလည်းပေးနိုင်ဖို့နော်โอเคအဲ့ဒါချလို့ဆိုတော့โอเคဒီမိနစ်မှာကျွန်တော်တို့Christmas လို့ရတဲ့အကြောင်းရင်းကတော့เนาะဒီမှာရှင်းတဲ့တချို့တွေလည်းရင်းနှီးပြီးသားဖြစ်မယ်လို့ကျွန်တော်ပြောနေတယ် Chris ဆိုတာက Character ယေရှုပြောတာဖြစ်တယ် Mass ဆိုတာကဒါလူထုဒီမှာလာတဲ့လူတွေအားလုံးကိုပြောတာဖြစ်တယ်ကျွန်တော်တို့အားလုံးပါဝင်ဖြစ်တယ်เนาะဒါကအမှန်ကဒါကအင်္ဂလိပ်စကားဖြစ်တယ် Chris ဆိုတာယေရှု Character ပြောတာဖြစ်တယ်ဒါအင်္ဂလိပ်စကားဖြစ်တယ် Christ နဲ့လူထုအဲ့ဒီလူထုထဲမှာဒီမှာလာတဲ့အားလုံးပါเนาะကျွန်တော်တို့ရဲ့ဒီဒါလည်းတစ်ချက်ဖတ်လို့ရမလားဖတ်ကြည့်အောင်တရားနဲ့တစ်ချက်ဖတ်ရအောင်ခေါ်28ရက်ွယ်ပထမအချိန်ခရစ်စမတ်ပွဲတော်ကျင်းပခြင်းရှင်လူကာခန်းကြီးနှစ်အငယ်30နဲ့17ဟေးဒါကတော့ဒီမှာရှိတဲ့သူတွေတော့ကတော့ပထမအချိန်မဟုတ်ဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့ပြောတာပါနော်ကျွန်တော်တို့ပထမအဆုံးအချိန်လို့တဲ့အတွက်ကြောင့်တော့ပထမလို့ပြောတာပါနော်အမတော့ကတော့ပြောဖို့ပြီဆိုတော့ကျွန်တော်သိပါတယ်ဒါကကျွန်တော်တို့ပြောတာနော်โอเคဒါလေးတော့ကျွန်တော်ပဲပိုင်ပြရစီနော်โอเคကျွန်တော်ကြမ်းပိုက်ဖတ်မယ်ရှင်လူကခန်းကြီးနှစ်ပိုင်ငယ်30နဲ့17နားထောင်မယ်နော်ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနဲ့လူပေါင်းတို့ဒီအလွန်ဝမ်းမြောက်ဝမ်းသာစရာတည်င်းကိုငါသည်တင်တို့အားကြားပြောရ၏ယနေ့တွင်ဒါဝိဒ်၏မြို့၌သခင်ခရစ်တော်တည်ဟူသောကယ်တင်သောအရှင်သည်တင်တို့အဖို့လို့ငါဖွားမြင်ခြင်းကိုခံတော်မူပြီဖတ်တော်တဲ့ကြပါရဖြင့်အယစတိုင်းပေါ်ဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းရအောင်အနေငယ်နော်ကိုရဖျားကိုရကိုကျေးဇူးတင်တယ်ကောင်းကင်ကိုဆွံ့ပြီးမှနှိမ့်ချစွာနဲ့ကဘာပေါ်မှာဝှေ့ချင်းခံပြီးတော့မှနော်စကုတ်ထဲမှာနှိမ့်ချခြင်းတံကိုဆောင်တော့အဖြစ်တေချင်းကိုခံ၍ကိုရဖျားရှင်တငယ်မကဘဲနဲ့တေခံပြီးမှပြန်ထမြောက်၍ဒါသမီးတို့အဖြစ်ကိုဖိလို့တော့ကိုရနာမဥစွာချီးမွမ်းကြပါတယ်ဒီကနေ့ခရစ်စမတ်ချိန်မှာလည်းကိုရဖျားရှင်မျှော်လင့်ပဲနဲ့ကိုရအလိုတော်တိုင်းအကဲတော့ဒီမှာခုရှိရကွမှာရှိတဲ့မိသားစုများနဲ့ခရစ်စမတ်ကိုလိုရတော့ခွင့်ကိုပေးလို့ကျေးဇူးချီးမွမ်းပါတယ်အစားနဲ့ဆုံးတဲ့တိုင်းဝိညာဉ်တော်ဘုရားရှင်လမ်းပြပါပို့ဆောင်ပါမည်ကြောင်းသခင်ယေရှုမြတ်သောနာမကိုအတူလဲဆုတောင်းစကားအနံပိုင်ဖတ်တာသခင်အာမင်ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနဲ့နော်ကြောက်ရွံ့ခြင်းမရှိကြနဲ့မကြောက်တတ်တဲ့သူရှိလားမကြောက်တတ်တဲ့သူရှိလားကျွန်တော်လည်းကြောက်တတ်တယ်နော်ဆိုတော့ဒီအရာကဒီဖြစ်ပျက်ကိုကျွန်တော်တို့အနေငယ်ပြောမှဆိုရင်သခင်ယေရှုမွေးတဲ့အချိန်မှာနော်ကောင်းကင်တမန်တွေကသွားပြီးမှသူ့ကြောင့်သားရစီမှာထင်ရှားတယ်တဲ့ကောင်းကင်တမန်ဆိုတော့သူ့ကြောင့်သားတွေကမမြင်ဘူးဆိုတော့မြင်တဲ့အခါမှာဘယ်လိုဖြစ်မလဲကောင်းကင်တမန်တွေကိုမြင်တဲ့အခါမှာသူ့ကြောင့်သားတွေဘယ်လိုဖြစ်လဲကြောက်တယ်ဘာဖြစ်လို့လဲဆိုတော့ကြောက်စရာကောင်းတဲ့အရာတော့မဟုတ်ဘူးသူတို့လန့်ဖြတ်တယ်ပြီးတော့သူတို့တွေ့တဲ့အချိန်ကညတကောင်ဖြစ်တဲ့ခါမှာသူတို့တွေ့တဲ့ကောင်းကင်တမန်ကလင်းထိန်နေတဲ့ခါမှာသူတို့မမြင်ဖို့တဲ့အရာကိုမြင်တော့သူတို့အထင်းထဲမှာတော့ဟာတစေတည်းရဲလားပေါ့အယမ်းကြောက်ကြတယ်တဲ့နော်အယမ်းကြောက်ကြတယ်ဒါပေမဲ့ကောင်းကင်တမန်တွေကဘာပြောလဲဆိုရင်မကြောက်ကြနဲ့တဲ့နော်မကြောက်ကြနဲ့ဘာဖြစ်လို့မကြောက်ကြနဲ့လို့ပြောတာလဲတေချာပြီးကြောက်တဲ့အတွက်ကြောင့်ဘာပြောလဲမကြောက်ပါနဲ့တဲ့ကြောက်နေပြီတေချာပြီဆိုကျွန်တော်တို့ရဲ့ဒီမှာလာတဲ့အမညီမအန်တီအတော်ဦးလေးအကိုကြီးပေါ့နော်ညီတို့ဒီမှာသမီးသားတို့အခုဆိုရင်မကြောက်ဘူးလားသူတစ်ဖြစ်တေလို့နီးပါတခုကြောင့်ဆိုင်ကဲကကိုလာအောင်တော့မယ်လာအောင်တော့မှာဘယ်လိုဖြစ်လဲအမလေးဖျားဆိုမှမကြောက်ဘူးလားကားတစ်စီးကအရှိကနေဝေါ့ခနဲ့ဖြတ်သွားရင်မကြောက်ဘူးလားဘာလို့ကြောက်တာလဲနော်ဘာလို့ကြောက်ဆိုတော့လူဆိုတာကတနည်းပြောရရင်တော့ဘယ်သူဖြစ်ပါစေအငယ်ဆုံးကတော့ဟိုးအကြီးဆုံးထိမကြောက်တဲ့သူမရှိဘူးဒါပေမဲ့ဒီမှာကောင်းကင်တမန်ကဘာပြောလဲမကြောက်ကြနဲ့တဲ့လူတွေကဘာဖြစ်လို့ကြောက်တာလဲအမှန်ကတေရမှာကိုအကြောက်ဆုံးဖြစ်တယ်ဘာဖြစ်လို့လဲတေပြီးရင်ဘာဆိုတော့ဘယ်သူမှမသိဘူးနော်
ဒါပေမဲ့ဘယ်သူကသိလဲဖခင်ကသိတယ်နော်ဖခင်ကသိတယ်ယေရှုကသိတယ်နော်ဆိုဒီမှာမကြောက်ကြနဲ့တဲ့နော်မကြောက်လူအပေါင်းတို့ဒီအလွန်ဝမ်းမြောက်စရာတည်င်းကောင်းကိုတဲ့တင်တော့ငါကြောက်ပြောဘာဖြစ်လို့လဲဆိုတော့မကြောက်နဲ့ဘာဖြစ်လို့ဒီတိုင်းမကြောက်နဲ့ပြောတာမဟုတ်ဘူးလူတိုင်းအသက်ဝမ်းမြောက်စရာပျော်ရှာကောင်းတဲ့တည်င်းကိုငါဒီနေ့ယူလာခဲ့ပြီတဲ့နော်လူအပေါင်းအတွက်ဝမ်းမြောက်စရာတည်င်းခုနကကျွန်တော်ပြောတဲ့အချုပ်တင်သားနဲ့ပညာရေးတင်သားကတည်င်းကောင်းလားတည်င်းဆိုးလားအဲ့ဒီတည်င်းကိုကြားတဲ့ခါမှာကြောက်လားကြောက်လားဟာတော်တော်လေးကြောက်သွားတယ်နောက်ဆိုရင်ဒီခရစ်မတ်ကိုမလာတော့ဘူးလို့စဉ်းထဲမှာစဉ်းစားလားမစဉ်းစားဘူးပျော်လားကြောက်လားပျော်တယ်နော်ကိုတက်တယ်နဲ့မတက်တယ်နဲ့ထားလိုက်အောင်ပျော်လားမပျော်ဘူးလားတနည်းအားဖြင့်တယောက်ကဒီအတတ်ပညာရမယ်ဒီအသိပညာရမယ်ဆိုတော့မပျော်ဘူးလားဒီနေရာမှာတဲ့ဝမ်းမြောက်စရာတည်င်းကောင်းကိုငါကြားပြောတယ်ဘာဝမ်းမြောက်စရာတည်င်းကောင်းများလဲမသိတေချာတာတော့အဲ့ဒီသူ့ကြောင့်သားတွေကိုမင်းတို့ကငါရွေးစီလွတ်မဲ့ပညာတော်တင်ခိုင်းမပြောတာတော့မဟုတ်တော့ဘူးသူ့ကြောင့်သားတွေကသူတို့ရဲ့နိုင်ငံမှာဣသရေလနိုင်ငံမှာဆိုရင်သူ့ကြောင့်သားတွေကအရှမ်းပဲဆင်းရဲတယ်နော်ကျွန်တော်တို့ဆင်းရဲတာကသူတို့နဲ့နိုင်ဆိုင်မပြောပါဘူးတကယ်ပြောတာပါအဲ့ဒါကြောင့်သူတို့ကမြုပ်ထဲပြီးတော့မခံဘူးတဲ့ကျွန်တော်မြုပ်ထဲဝင်လို့ရလားမရဘူးလားစုလေရောက်ဖို့လားမရောက်ဘူးလားရောက်ဖို့တယ်ဘယ်သူကတားလဲဘယ်သူကမလာနဲ့ပြောလဲမပြောဘူးသူတို့ကမရဘူးအရန်စင်းရဲလုံချလွန်းလို့မြုပ်ထဲတော့ပေးပွင့်တဲ့သူ့ကြောင့်သားတွေဖြစ်တယ်ဒါပေမဲ့အဲ့ဒီဟာသူတို့စကဘယ်သူကသွားလဲကောင်းကင်တပံသွားတယ်ဆိုတော့ဒီနေ့မှာဗာတွေ့ရလဲဖယားကစင်းရဲသားဝမချစ်ဘူးလားချစ်လားမချစ်ဘူးလားလူတွေကမင်းငါ့ကိုမလာနဲ့မင်းကအနန်စောလဲတော့သွားခါတလီပြောမှာပဲလူလေးနော်သူ့ထက်တာအောင်မဝတ်နိုင်ရင်သူ့ထက်တာအောင်မပြောတတ်ရင်နေတတ်တယ်လို့ဒါပေမဲ့ဖခင်ကအဲ့လိုဖြစ်လားမဖြစ်ဘူးသူရဲ့ကောင်းကင်တမန်တွေကိုခိုင်းပြီးမှအဲ့လူမြို့ထဲတော့မှအဝယ်မခံတဲ့လူတွေဆိုဘသူ့ကိုလွတ်လိုက်လဲသူရဲ့ကောင်းကင်တမန်ကိုလွတ်လိုက်တယ်ဒါဘာဖြစ်လို့လဲဖခင်ကလူမျိုးမရွေးအစစ်အတန်းမေးဘူးဆိုတာပြောချင်တာဖြစ်တယ်ဆိုတော့ဗာတရင်ကောင်းတယ်နော်ဝမ်းမြောက်စရာတရင်ကောင်းကိုငါကြားပြောပြီးတဲ့နောက်ကိုဖတ်တဲ့ခါမှာယခုတွင်ဒါဝိဤမြို့၌ဖျားသခင်ခရစ်တော်တည်ဟူတော့ကဲတင်တော်အရှင်တင်တို့ဖို့လို့ငါဖွားမြင်ပြီအဲ့ဒီတည်င်းကောင်းကစစ်မှုပညာတတ်ဖို့မဟုတ်ဘူးစစ်ချုပ်ယုံချုပ်တတ်ဖို့မဟုတ်ဘူးနော် fashion လေးလောက်တတ်ဖို့မဟုတ်ဘူးဘာဖြစ်လို့လဲကဲတင်မဲ့အရှင်ဖွားမြင်ပြီကျွန်တော်တို့ကတည်ဖို့ကြောက်ရတဲ့အရာကဒီတည်ပြီးရင်တော့တမလို့မှာဘာဖြစ်မလဲအဲ့ဒီအရာကနေဘယ်သူကဲမလဲအမှန်ပြောရင်မကဲမဲ့သူမရှိဘူးကွာကျွန်တော်ကိုလည်းကျွန်တော်မကဲနိုင်ဘူးဟုတ်တယ်မကောင်းကင်တမန်ဘာပြောလဲမင်းတင်တော့ကိုတဲ့သူအရာမှကဲတင်မဲ့ခရစ်တော်တည်ရတဲ့ယေရှုဖွားမြင်ပြီတဲ့အဲ့ဒါကိုကျွန်တော်တို့အင်္ဂလိပ်လိုခေါ်တဲ့ခါမှာဗာလဲခရစ်စမတ်လို့ခေါ်တာဖြစ်တယ်အဲ့ဒီခရစ်စမတ်အကြောင်းကိုဘယ်သူကပြောတယ်လဲဆိုရင်ကောင်းကင်တမန်ကောင်းကင်ကနေကိုလာပြီးမှအထူးတလဲဘယ်သူမှမကြိုက်ဘယ်သူမှအဝမခံဘယ်သူမှအနံကိုမခံနိုင်တဲ့တကယ်နှုံချဆင်းရဲနွမ်းပါလွန်တဲ့မြုပ်ထဲတော်မှအဝင်မခံတဲ့ဆင်းရဲသားတွေကိုကောင်းကင်တမန်ကတွားပြောတယ်ဖျားမှာခွေးချခြင်းဆိုတာမရှိလူတွေအလုံးအနာကအထက်လမ်းပြောက်တဲ့သူတွေမြုပ်ထဲကိုမဝင်တဲ့သူတွေတော့မှကောင်းကင်တမန်ကိုယ်တိုင်တွားပြီးမှဝင်လာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီကနေ့ဘုရားသခင်မြတ်တာဘယ်လောက်ကြီးလဲအဲ့ဒါကြောင့်ခရစ်နော်ခရစ်ဒီစီကနော်ခရစ်ကတခုပြီးတော့ smart mass နော်ဒါmass ပြခရစ်တော်နဲ့ဘယ်သူလဲလူသားတွေကိုရခါမှာလူလို့ကိုထင်တဲ့လူတွေအားလုံးပါပါတယ်မထင်တော့တမျိုးပေါ့နော်လူဖြစ်နေတဲ့ငါလူပဲဆိုမှပြန်ကြည့်ပါငါလူရောဟုတ်ရင်လားပေါ့နော်ဟုတ်တယ်ဆိုရင်အဲ့ဒီလူတွေအားလုံးကခရစ်တော်သခင်ယေရှုရဲ့ခရစ်စမတ်ရဲ့အတိတ်ပဲကတော့အဲ့ဒီလူတွေအားလုံးကိုဘာလို့ဖို့တယ်လဲကဲတင်ဖို့ဖြစ်တယ်အဲ့ဒါကိုတည်င်းကောင်းလို့ခေါ်တာဖြစ်အဲ့ဒါကိုမြန်မာလိုအင်္ဂလိပ်လိုခေါ်တဲ့ခါမှာဘာလို့ခေါ်လဲခရစ်မတ်လို့ခေါ်တာဖြစ်တယ်နော်ခရစ်စမတ်လို့ပြောလိုက်တာနဲ့ဒီမှာရှိတဲ့နော်မိတ်ဆွေတွေအားလုံးကပါတတိယရမလဲဆိုရင်ခရစ်တော်နဲ့လူထုတနည်းအားဖြင့်ခရစ်တော်သခင်ယေရှုကလူသားတွေကိုကယ်တင်ဖို့ရကြွလာခြင်းကိုခရစ်မတ်လို့ခေါ်တာဖြစ်တယ်စဉ်းစားကြည့်လိုက်လူတယောက်ကသူ့ရဲ့ဥမာကျွန်တော်တို့ပုံပြင်နေခဏကြားဖို့တယ်နော်ဘယင်ကြီးတွေသူတို့တိုင်းပြည်ပြည့်စည်တဲ့ခါမှာသူတို့ဘာလုပ်လဲဆိုတော့သူတို့မူမောက်တူတော့သူကမယုံတဲ့ခါမှာသူကိုယ်တိုင်ကစင်ရဲသားဟန်ဆောင်တယ်နော်အဲ့ပုံပြင်တွေခဏကြားဖို့မှာပါစင်ရဲသားဟန်ဆောင်ပြီးမှရုပ်ဖြစ်ပြီးမှသူတို့တိုင်းခန့်မလဲလေဘူးလားမြုပ်တွေရွာတွေမသွားဘူးလား
ပြီးတော့သူ့ကိုတတိထားမိလေတတိမထားဘူးဆိုတော့အဲ့ဒီဘယင်ကသူစင်းရသားဟန်ဆောင်လိုက်လို့အဝတ်ဆုပ်နွမ်းပါနေအောင်ဝတ်လိုက်လို့ဘယ်သူမှသူ့ကိုမသိလို့သူဘယင်ဖြစ်တဲ့ဟာပျောက်သွားလားသူဘယင်ဟုတ်တယ်လားမဟုတ်သေးလားမဟုတ်တော့ဘူးလားသူစင်းရသားဟန်ဆောင်ပြီးမှလာလေပေတိတိုင်အောင်သူကဘယင်ဟုတ်သေးလားမဟုတ်တော့ဘူးလားဟုတ်သေးတယ်သူဟန်ဆောင်တာပဲရှိတယ်စင်းရသားအသွင်ယူတာပေါ့နော်ဒါပေမဲ့သူကဘာလဲဘယင်ပဲအဲ့ဒီလိုပဲဖျားကလူလို့စင်းလာတဲ့ခါမှာသူကလူပဲအသွင်ပြောင်းလာဖြစ်တယ်သူ့ရဲ့ဖျားဖြစ်ခြင်းကလုံးဝမပြောင်းဘူးဖျားပဲနော်ဆိုတော့အဲ့လိုကျွန်တော်တို့နဲ့တူညီလို့ရအောင်သူကတနည်းအားဖြင့်ခုနဘယင်ကအဲ့လိုစင်းရဲတဲ့အသွင်ကိုရတဲ့အကြောင်းရင်းကဘာလဲဆိုရင်စင်းရဲသားတွေရဲ့နှလုံးသားသူတို့ရဲ့ပါစကနေပြောတဲ့အရာကိုပွန့်လင်းယူသားကြားချင်လို့စင်းရဲသားအသွင်ယူတာဖြစ်တယ်ဘယင်အသွင်နဲ့တွားရင်တော့အဲ့ဒီစင်းရဲသားတွေကဘယင်ကိုကတ်တော်မကတ်ရမှာမဟုတ်အခုတော့ရှောက်ဖို့တော့မှတို့မှာနော်ရှောက်ရမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ငါတို့တခုခုစလုံးပြောမှရင်ကျွန်တော်တို့ဒီပြောရရင်တော့ကျွန်တော်ပါဝင်ပေါ့ကျွန်တော်တို့စင်ရသားတွေကစကားပြောခုပလင်းပြောတတ်တယ်နော်ဘင်းတွေမှာတော့သွားပြောလို့မရဘူးလေနော်သူတို့ပလင်းပြောတတ်တော့ဟာပြောမှရင်ဟုတ်တယ်မဟုတ်လားဆိုတော့အဲ့လူတွေဖြစ်တော့လူတွေကဘင်းတွေကိုဘာမှမရှောက်ရဲဘူးအဲ့ဒါကိုဘင်းအတိတ်ခါမှာစင်ရသားတွေဟာဆောင်ပြီးမှသူကတိုင်းခံလဲတော့လူတွေကသူ့ကိုလွတ်လွတ်ပြောတယ်သူမေးတဲ့ဟာတဲ့အလူတွေအကုန်အမှန်တိုင်းဖြေတယ်ဆိုတော့ကျွန်တော်တို့ဖျားကလည်းအဲ့လိုပဲကျွန်တော်တို့ဖျားကိုဒီတိုင်းသွားချင်းကလို့မရဘူးအဲ့တော့ချင်းကလို့မရတဲ့ကိုကျွန်တော်ဖျားကိုလည်းကကျွန်တော်တို့စီကိုပါလဲလူသားအနေဖြင့်ကြွလာတာဖြစ်တယ်သူကလူဖြစ်သွားလို့ဖျားဆိုတာပျောက်သွားတာလုံးဝမဟုတ်ဘူးဖျားကကျွန်တော်ကိုလာကတ်ပေးတာဖြစ်တယ်ကတ်တယ်ဆိုတာကဟိုဖုန်းရဆုံးကတ်တာပြောတာမဟုတ်တော့ကျွန်တော်တို့စီကိုလာချင်းကတ်တာကိုပြောတာဖြစ်တယ်ဒါကဘာဖြစ်လို့လဲခုနဘယင်ကလူစင်ရသားအသွင်ပြောရတာဘာဖြစ်လို့လဲသူ့ရဲ့ပြည်သူပြည်သားတွေကိုမုန်းလို့လားမဟုတ်ဘူးသူရဲ့ပြည်သူပြည်သားတွေအကြောင်းကိုဂနာသိချင်လို့လူစင်ရသားအသွင်ယူတာအဲ့ဒီလိုပဲကျွန်တော်တို့ဖျားကယေရှုကသူ့ရဲ့လူတရာငွေရချင်းကလူတွေနဲ့ချင်းကပြီးမှပုံလင်းညနေကနေချင်လို့နောက်ဆုံးစကားနဲ့ပြောမယ်ဆိုတော့အရန်ချစ်လွန်းလို့အဝေးမှာမနေချင်လို့လူတရာနဲ့သူကအသွင်ပြောပြီးမှကြောက်လာတာဖြစ်တယ်သူအသွင်ပြောခြင်းအပြင်သူရဲ့ဖျားတရာတစ်ချက်မှမပြောင်းလဲဘူးအဲ့ဒါကြောင့်သူတည်တဲ့ခါမှာပြန်ထားပြောက်တာဖြစ်တယ်နောက်ဆိုတော့အဲ့ဒီယေရှုကဒီနေ့တင်တဲ့ကျွန်တော်ဒီမှာရှိတဲ့ညီကောင်မောင်နှမဘယ်ဘာသာမရွေးဘူးခုနကကျွန်တော်ပြောပြီးပြီနော်ဘယ်သူမှအကမခံတဲ့ဘာသာတရားတွေတော့မှ sorry ဘာသာရေးသမားတွေတော့မှအကမခံတဲ့လူတွေစီဘုရားကဘာဖြစ်လဲသူရဲ့တရင်ကောင်းကိုလွတ်တယ်ကျွန်တော်တခါတလေမှာကျွန်တော်ရှိလာရင်သူများအကမခံချင်ဘူးဘုရားကအဲ့လိုမရှိဘူးဆိုတော့အားလုံးကအဲ့ဒီဘုရားကိုချင်းကပ်လို့ရတယ်ခေါ်ကြည့်ပါစမ်းကြည့်ပါကျွန်တော်ကတော့ဒီလောက်ပဲပြောပေးနိုင်တယ်နော်ခင်ဗျားတို့ဂျန်တဲ့အရာအားလုံးဒီမှာရှိတဲ့မိသားစုကစားရမှာဖြစ်တယ်နော်အချင်းရဲ့အရာတာကိုသိချင်ရင်တီးစားပါအချင်းရဲ့အရာတာကိုသိချင်ရင်ချူချင်သွားစားလို့မရဘူးနော်ခါတဲ့အရာတာကိုသိချင်ရင်ချူချင်သွားစားလို့မရဘူးနော်ဆိုတော့ကိုသိချင်တဲ့အရာတာကိုသိချင်ရင်ဘယ်ဒီအရာတာဘယ်သူစီမှာရှိတယ်မင်းစမ်းပါနော်ဒါဆိုရင်ခရစ်စမတ်ကတင်သွဲတကယ်ပဲဝမ်းမြောက်စရာပျော်စင်စရာဖြစ်တယ်နော်ကျွန်တော်တို့လောကမှာနေတဲ့ခါမှာနော်လူဖြစ်တဲ့ကြောင့်တော့ဆင်းရဲဒုက္ခတော့ခံရမယ်ဒါပေမဲ့ဖခင်နဲ့တူသွားတဲ့အခါမှာတော့ထိုယေရှုကိုပိုင်တဲ့သူတွေကကျွန်တော်လည်းဆင်းရဲသားပါပဲကိုပိုင်အိမ်လည်းမရှိဘူးအိမ်ငားနေတာဖြစ်တာတူပဲဒီမှာရှိတဲ့အမညီမအန်တီတို့ကတာကိုပိုင်အိမ်ရှိကျွန်တော်မရှိဘူးတကယ်ပြောတာအိမ်ငားတာပါဒါပေမဲ့ကျွန်တော်မှာယေရှုရှိတဲ့အတွက်ကြောင့်ကျွန်တော်ညီသက်ချင်းရှိတယ်အဲ့ဒီယေရှုကြွလာတဲ့အကြောင်းရင်းကဒီမှာရှိတဲ့အားလုံးကိုလူတွေကမယုံထွက်နိုင်တဲ့အပြစ်တရားကနေယုံထွက်ထုံးကိုပေးဖို့ရအဲ့ဒီယေရှုကိုတာကိုးစားလိုက်အားလုံးကဖြည့်ရှင်းပြတာဖြစ်မယ်နော်ဒါကြောင့်အဲ့ဒီခရစ်စမတ်အဲ့ဒီအနည်းကိုအဲ့ဒီရွေးချယ်ကဘာလဲဆိုတော့ခရစ်စမတ်ဖြစ်တယ်ခရစ်စမတ်ရဲ့ရွေးချယ်ကလည်းအဲ့ဒါပဲဖြစ်တယ်နော်လောကမှာဒီခါမှာဖခင်နဲ့အတူတော်ဖို့ကဖခင်ကကျွန်တော်စီကိုရောက်လာပြီးကျွန်တော်ဘက်ကဖခင်ကိုပွင့်ဖြစ်ဖို့ပဲနော်ဖခင်ကိုလိုက်ရှာဖို့မဟုတ်ပါဘူးလိုက်ပြေးအနောက်ကနေပြေးလိုက်ဖို့မဟုတ်ဘူးဖခင်ကကျွန်တော်နားမှာရှိနေပြီနော်ဆိုတော့ဒီခရစ်စမတ်နေ့မှာသူဘုရားကိုစင်ခေါ်ပါဖိတ်ခေါ်ပါစမ်းကြည့်ပါဘုရားကချိုလားခါလားအချင်းလားစမ်းကြည့်ပါအဲ့ဒီခါကျရင်အမတို့ညီမတို့အတီတို့တော်တို့တည်တဲ့အရာတော့ကျွန်တော်ပြန်ပြောပေးပါနော်ဆိုတော့အဲ့ဒီတရင်ကောင်းကပါလဲဆိုရင်လူသားတွေကိုအပြစ်မှကယ်တင်ဖို့ရယေရှုကြွလာခြင်းဖြစ်တယ်နော်ကိုယုံလို့မရတဲ့အရာကနေယုံပေးမှုကိုရှိတာဘယ်လောက်ဖြစ်ပြောစရာကောင်းလဲကိုမလုံနိုင်တဲ့အရာတစ်ခုတရားကလုတ်ပြဘယ်လောက်ထိဝမ်းသာကြလဲကိုမလုံနိုင်တဲ့မတတ်နိုင်တဲ့အရာတစ်ခုကိုတရားကလုတ်ပြဘယ်လောက်ထိဝမ်းသာကြလဲဝမ်းသာတယ်ဆိုတော့အဲ့ဒီအရာဘယ်သူမှမလုံနိုင်တဲ့အရာကိုယေရှုကလုပ်ပေးတာဖြစ်တယ်နော်ကိုယ်တာလက်ခံရင်အရာအလုံးက
ပြင်ဆင်ပေးသွားမယ်ဆိုတဲ့အရာလေးနဲ့အနေနဲ့ကျွန်တော်အားပေးခြင်းဖြစ်ပါတယ်ဒီမှာရောက်လာတဲ့အားလုံးနောက်တစ်ခုနောက်ဆုံးအနေနဲ့တမင်မစားဘဲနဲ့မပြန်ပါနဲ့เนาะတမင်နဲ့ချစ်ထားပါတယ်ကျွန်တော်တို့ကအမှန်ကလူ2ယောက်အယောက်နေရာထက်အစစ်စားပြမှာတမင်ချစ်ထားတာเนาะဒီမှာရောက်လာတဲ့လူတွေကအယောက်100လောက်ပဲရှိဆိုတော့2ယောက်စားပေါ့เนาะဘုရားအကြောင်းလည်းကြားရတယ်ဝဝလေးနဲ့စားရမယ်နောက်အနာဂတ်မှာလည်းပညာတွေလည်းသင်ခွင့်ရမယ်ဘယ်လောက်ထိကောင်းလဲခရစ်စမတ်ရာသီကဘယ်လောက်ထိတာယာတယ်နော်ရောက်လာပြီတဲ့အတွက်ကြောင့်လည်းအားလုံးပေါ်မှာယေရှုတင်တဲ့ဘုရားသခင်ကောင်းချီးပေးပါစေ